နာကသူတွေလည်းတတိပေပြောလာကြပြီဒီကြောက်မှုဖွယ်ကောင်းတဲ့အဖြစ်အပျက်တွေကိုတည်င်းကအဲ့ဒီတရားအနီးမှာနေထိုင်တဲ့သူတွေစီကိုဓာတ်ရိုက်သွားမေးမြန်းခဲ့တယ်ဖွာတအုပ်ကိုမေးမြန်းခဲ့ပါတယ်ရှင်ဒီလိုဖြစ်နေတာအခုကတည်းမှမဟုတ်ဘူးဟိုးရင်ကတည်းကဖြစ်နေတာအချိန်ပေါင်းများစွာဖြစ်နေတော့သေယိုတာယိုတောင်ဟုတ်ရဲ့လားတော့ထင်မိတယ်နီးစနစ်တွေထုံးကားနေတဲ့ခေတ်မှာလိုအရာတွေကရှိတယ်လဲပြောလို့ရတယ်မရှိဘူးလို့လည်းပြောလို့ရတယ်ဖွာတရသလားလွန်ခဲ့တဲ့နှစ်ပေါင်း55နှစ်လောက်ကတရားစီမံကိန်းစဆောက်ကြတော့လူတအူးကဘက်ခိုကားနဲ့တရားလန့်အတွက်မြေတူးတယ်မြေကြီးတဲ့ကမွေမမွေထီးနဲ့မွေဥတွေအများကြီးတွေ့တယ်ဒါပေမဲ့မြေတူးဆက်အရှိန်နဲ့မွေတိုက်ကြီးပျက်စီးသွားခဲ့တယ်အဲ့ဒီလိုမတိုင်ခင်မှာဘက်ခိုကားသမားဟာအိမ်မက်မက်ခဲ့တယ်မျိုးသမီးတယောက်ကအိမ်မက်ထဲမှာလာအိုစကားနဲ့ပြောနေတာမင်းကိုငါတခုလောက်မေးခွန်းရှိမလားမင်းတူးနေတဲ့နေရာမှာလောလောဆယ်မြေတူးတာတွေမလုပ်ပါနဲ့အောင်အောက်မှာငါမိသားစုရှိတယ်ကလေးတွေဥရခပေါက်ပြီးသွားလာနိုင်ရင်ငါတို့မိသားစုတခြားတော့ပြောင်းနေပေးပါမယ်တို့တရားဆောက်တာကိုလည်းငါမနှောက်ရှက်ဘူးငါရဲ့မေတ္တာရက်ခံချက်ကိုနားလည်လက်ခံရေးအချိန်ဒီတရားကြီးပြီးရင်အထောက်အကူတွေအများကြီးရမယ်သူလည်းအဲ့ဒီအိမ်မက်ကနေလန့်လို့လာတယ်အမျိုးသမီးကလာအိုစကားနဲ့ပြောနေတာကားမောက်သူကသူ့ကိုတခြားဘာသာစကားနဲ့အိမ်မက်ထဲမှာလာပြောတာကိုနားလေတယ်ဒါပေမဲ့မနဲ့ရောက်တော့ညကအကြောင်းအရာတွေကိုစိတ်မဝင်စားတော့ဘူးမင်းမေ့ပျော့ပျော့ဖြစ်သွားတယ်အဲ့လိုနဲ့ညကတွေ့ရတဲ့နေရာမှာသူမြေတူးတော့အိမ်မက်ထဲကအတိုင်းမွေအတိုက်ကိုသူတွေ့တယ်ညကအိမ်မက်ကိုတတိယသွားသေးတယ်ဒါပေမဲ့ဆက်တူတော့မွေတိုက်ကြီးတစ်ခုလုံးပျက်စီးသွားခဲ့တယ်ပြင်ပိုင်ရှင်မွေမိသားစုကအချိန်ပေးပါလို့တောင်းပန်တယ်ဒါပေမဲ့မြေတူးသမားကငင်းဆန်ခဲ့ပြီးဆက်တူတော့မွေတိုက်ကြီးလည်းမရှိတော့ဘူးအားလုံးတေချေပျက်စီးသွားခဲ့တယ်အဲ့ဒီအချိန်ကစပြီးမွေမကကြိတ်စာတိုက်ခဲ့တယ်ကြားပါဘူးရှင်ဘက်ကိုကားမောင်းသူရဲ့မိသားတစုလုံးမတော်တဆဖြစ်ပြီးတော့တည်ဆုံးသွားခဲ့ကြတယ်အဲ့တော့တည်င်းကလည်းအမေကဒီအကြောင်းအရာတွေကိုယုံလားလို့မေးတော့အမေကတော့ယုံနေအမေဒီနေရာမှာနေနေတာအနှစ်30ရှိပြီအနှစ်30လုံးဒီအနည်းဝန်းကျင်မှာတခုမဟုတ်တခုဖြစ်နေတာအမေတို့လည်းအဲ့ဒီလောက်ခင်နောက်မကြသေးပါဘူးဒါဟာမတော်တဆမှုတခုပဲလို့ထင်ရပေမဲ့ဒီနေရာမှာရွေးပြီးတော့တခုပြီးတခုဖြစ်နေတာတော့မဟုတ်တော့ဘူးအမေအထင်အရာမွေတိုက်နဲ့တရားနဲ့ကဆက်နေရမယ်တဲ့ဆိုတော့ဒီတန်းနာကြီးအဖြစ်အပျက်ကိုအမေဘယ်ကနေကြားလာတာလဲမေးတော့လန်ဆောင်ဘက်ကိုစပြောင်းလာကြတဲ့ကရွာခံတွေကပြောပြခဲ့တာဒါစောင့်နေတာအခုတဲ့ခါမှမဟုတ်ဘူးတဲ့ရှင်2513ခုနှစ်အခု2568ခုဆိုနှစ်ပေါင်း55နှစ်ရှိခဲ့ပါပြီ1513ခုနှစ်စီမံကိန်းစတင်ခဲ့တဲ့ကတခုမဟုတ်တခုပြစ်ပြတ်ခဲ့တယ်လို့ဟိုတော့ကလူကြီးတွေကပြောပြခဲ့တယ်ခုနှစ်ပေါင်း55နှစ်ရှိခဲ့ပြီဆိုတော့အဲ့တော့ကမိတဲ့လူကြီးတွေလည်းရှိခဲ့မှာပါဒီကြတာက2561ကနေ2568ခုနှစ်8နှစ်အတွင်းမှာတရားဟာတခုမဟုတ်တခုဖြစ်ပြီးတော့လူတွေလည်းတည်ဆုံးခဲ့ကြရတယ်လူတိုင်းကတော့ကိုယ်ယုံကြည်ချက်နဲ့ကိုယ်ပဲပေါ့ရှင်ယုံပါလို့လည်းမပြောပါဘူးမယုံပါနဲ့လို့လည်းမပြောပါဘူးရှင်သိပ္ပံနိကြနဲ့ကြည့်မယ်ဆိုရင်လည်းသူ့ဟာနဲ့သူမှန်ပါတယ်ရှင်ရှေးအယူဆနဲ့ကြည့်ရင်လည်းမှန်တဲ့လောက်မှန်ပါတယ်